မတ်မွန်မြေမှာရှစ်တီတပုတ်အပိုင်း38ရန်ခန်းကသူ့ဖုံးစားခိုင်းရဲ့ဆရာကြီး၄ယောက်ကိုညီနောင်တွေအတွက်ယတနာတွေခွဲပေးခိုင်းခဲ့ပါတယ်။လူရိုးเจ้าကတော့ခိုင်းရှုံးဟုန်ရှိကုန်းကမြောက်ပိုင်းသူ့ဖုံးစားလို့အမည်တွင်ပြီးလူတိုင်းသိကြပြီးမြောက်ပိုင်းသူ့ဖုံးစားအရှိခံလုပ်ငန်းကိုမစွန့်ပယ်နိုင်ဘူးလို့အတိုက်ခံပြောနေခဲ့ပါတယ်။သူ့ဖုံးစားကိုင်းကခေတ်ဆက်ဆက်ကျင်းလူမျိုးတွေနဲ့ရန်သူဖြစ်တာကြောင့်လူရိုးเจ้าကယတနာတွေကိုလည်းလက်မခံခဲ့ပါဘူး။ဒါပေမဲ့ဆရာကြီးဖုံကတော့ရန်ခမ်းဘက်ကနေပါနေခဲ့ပြီးရန်ခမ်းလည်းသူ့ဖုံးစားကိုင်းကတောင်ပိုင်းကိုဆင်းရမယ်လို့အတင်းအကျပ်ပြောနေခဲ့ပါတယ်။အဲ့ဒီအခါမှာတော့တခြားကိုင်းသားတွေကရန်ခမ်းပြောတာကိုလက်မခံကြပဲလူရိုးเจ้าပြောတာကိုပဲထောက်ခံနေခဲ့ကြပါတယ်။ရှူရှန်ရန်လည်းသူ့ရဲ့ကိုင်းသားတွေကိုအချက်ပြလိုက်တဲ့အခါတန်လက်ဝါကိုင်းသားတွေကလူရိုးเจ้าကိုဝိုင်းပြီးတိုက်ခိုက်ခဲ့ကြပါတယ်။ကောချင်းကတော့မျက်လုံးထဲမှာရွှမ်းချမ်းခုနှစ်ဖော်ရဲ့ခုနှစ်စင်ကျဲတိုင်းခွက်ကိုပဲမြင်ရောက်နေခဲ့ပါတော့တယ်။ရှူရှန်ရန်ကတန်လက်ဝါတိုင်းခွက်နဲ့လူရိုးเจ้าရဲ့ရှေ့တောက်ကိုထိပြီးတိုက်ခိုက်လိုက်ပါတယ်။အဲ့ဒီအခါမှာတော့လူရိုးเจ้าရဲ့ရှေ့တောက်ကလောင်ကျွမ်းတလို့ဖြစ်နေခဲ့ပြီးမခံမရက်နိုင်အောင်နာကျင်နေခဲ့ရပါတယ်။ကောချင်းကရုတ်တရက်သတိပြန်ရလာခဲ့ပြီးသူ့ကိုချုပ်ထားတဲ့ကြိုးတွေကိုဖြီလိုက်ပြီးငကားရည်မှုတ်တိုင်းခွက်နဲ့လူရိုးเจ้าရဲ့အနောက်ကနေရှူရှန်ရန်ကိုတံပြန်တိုက်ခိုက်လိုက်ပါတယ်။အဲ့ဒီတော့မှလူရိုးเจ้าလည်းမြေကြီးပေါ်ကိုပြန်ကျလာခဲ့ပြီးရန်ခမ်းကတော့ကောချင်းကိုကြည့်ပြီးထိတ်လန့်နေခဲ့ပါတယ်။နောက်တော့သူ့ဖုံးစားတွေကကောချင်းကိုဝိုင်းအုံပြီးတိုက်ခိုက်နေခဲ့တာကြောင့်ကောချင်းလည်းသူ့ဖုံးစားတွေကြားကနေကိုဖော့ပညာနဲ့ဖောက်ထွက်လာခဲ့ပါတယ်။ကောချင်းကလေပြင်းမှာငကားတွေ့တိုင်းခွက်နဲ့အယိုးစုကြီးကိုပြစ်လဲသွားအောင်လှုပ်လိုက်ပြီးယုံအော်လည်းလွတ်မြောက်သွားခဲ့ပါတယ်။သူ့ဖုံးစားတွေကလှဲဘိန်းတိုင်းခွက်နဲ့ယုံအော်နဲ့ကောချင်းတို့ကိုဝိုင်းအုံထားခဲ့တာကြောင့်ကောချင်းတို့လည်းကြောက်ကဘာနာကိုတဖြည်းဖြည်းရောက်လာခဲ့ကြပါတယ်။ရန်ခမ်းကတော့ဝမ်းသာအားရဖြစ်နေခဲ့ပြီးကောချင်းကတိုင်းခွက်ထုတ်ဖို့လုပ်တဲ့အခါယုံအော်ကသူ့ရဲ့ခိုင်းသားတွေထိခိုက်မှာဆိုလို့တားလိုက်ပါတယ်။ယုံအော်ကကောချင်းကိုအတူနေပြီးအတူသေးကြမယ်လို့ပြောလိုက်တော့ကောချင်းကလည်းယုံအော့ကိုတင်းတင်းကြပ်ကြပ်ဖတ်ထားလိုက်ပါတယ်။နောက်တော့ကောချင်းကယုံအော့ကိုတိုင်းခွက်သုံးပြီးအဝေးကိုတွန်းပို့လိုက်ပါတယ်။ကောချင်းကသူ့ဖုံးစားတွေကိုခုခံတိုက်ခိုက်နေချိန်မှာယုံအော့ကရန်ခမ်းစီကိုသွားပြီးကြောက်စိန်တို့ကိုပြန်လူယူလိုက်ပါတယ်။ယုံအော့လည်းသူ့ဖုံးစားအားလုံးကိုခိုင်းရှော့ဟုန်ရှိကုန်းမသေးသေးဘူးလို့အော်ပြောလိုက်တော့မှသူ့ဖုံးစားတွေကကောချင်းကိုတိုက်ခိုက်နေတာကိုရက်လိုက်ကြပါတယ်။ရန်ခမ်းကတော့သူဟာသူ့ဖုံးစားခိုင်းရဲ့ခိုင်းရှုပ်ဖြစ်တာကြောင့်ကောချင်းကိုတောင်အောက်အမြန်တွန်းချလိုက်ပြီးယုံအော့ကိုလာဖမ်းခိုင်းခဲ့ပါတယ်။အဲ့ဒီအခါမှာတော့ယုံအော့ကကြောက်စိန်တို့ကိုမြှောက်ပြလိုက်ပြီးသူကမှခိုင်းချုပ်အစစ်လို့ပြောလိုက်တဲ့အခါအားလုံးကအံ့ဩသွားကြပါတယ်။ယုံအော်လည်းရန်ခမ်းနဲ့တန်တော့ဝါခိုင်းပူပေါင်းပြီးသူ့ဖုံးစားခိုင်းကိုလှည့်စားနေတာလို့ရှင်းပြလိုက်ပါတယ်။နောက်ပြီးယုံအော်ကဟုန်ရှိကုန်းတစ်ယောက်ကျိုးပုထုံနဲ့နန်းတော်ထဲမှာစားကောင်းတောက်ဖွဲ့တွေကိုခိုးစားနေတဲ့အကြောင်းပြောနေခဲ့ပါတယ်။ရန်ခမ်းကတော့ဟုန်ရှိကုန်းကိုအငက်ကြီးလို့ပြောနေတာလားဆိုပြီးယုံအော့ကိုရင်တွေ့လိုက်ပါတယ်။ရန်ခမ်းကဟုန်ရှိကုန်းအကျင့်ကိုမသိပဲချောက်ပြောနေတာကြောင့်အမားလုံးမိသွားခဲ့ပါတယ်။ယုံအော်လည်းဟုန်ရှိကုန်းကိုဒဏ်ရာရအောင်လုပ်တာကအိုးရံဖုံလို့ရှင်းပြနေခဲ့ပေမဲ့ဆရာကြီးဖုံတို့ကတော့ရန်ခမ်းဘက်ကိုပါနေခဲ့ပြီးယုံအော့ကိုဖမ်းခိုင်းတာကြောင့်ကောချင်းကကိုဖော့ပညာနဲ့ရှေ့ကိုထွက်လာခဲ့ပါတယ်။အဲဒီနောက်မှာတော့ယုံအော်ကရန်ခမ်းဟာဝရံဟုတ်လျက်ရဲ့သားဖြစ်တဲ့အကြောင်းပြောလိုက်တဲ့အခါမှာတော့သူ့ဖုံးစားတွေကအံ့ဩသွားကြပါတယ်။ယုံအော်လည်းရန်ခမ်းတစ်ယောက်သူ့ရဲ့ကြောက်စိန်တို့ကိုလူယူသွားပြီးလိမ့်လဲနေတာတွေကိုသူ့ဖုံးစားကိုင်းကဆရာကြီး၄ယောက်ကရန်ခမ်းရဲ့ပရိယေလေးကိုတော့မသိဘူးလားဆိုပြီးဝေဖန်လိုက်ပါတယ်။ရန်ခမ်းကယုံအော့ကိုသူကဂိုင်းချုပ်အစ်စ်ဆိုတာကိုတက်သေးပြခိုင်းခဲ့တဲ့အခါယုံအော်လည်းခွေးရိုက်တုပ်ရှိနေတာကတက်သေးပဲလို့ဖြေလိုက်ပါတယ်။နောက်ပြီးယုံအော်ကရန်ခမ်းတာဂိုင်းချုပ်ဆိုရင်ဟုန်ရှိကုန်းကခွေးရိုက်တုပ်တိုင်းမတင်ပေးခဲ့ဘူးလားဆိုပြီးပြန်ထိလိုက်တဲ့အခါရန်ခမ်းကသူ့ဖုံးစားကိုင်းရဲ့ဒုတ်ကမြင့်မြတ်တာကြောင့်ခွေးရိုက်တုပ်လို့မထီမဲ့မြင်မပြောဖို့ယုံအော့ကိုရင်တွေ့လိုက်ပါတယ်။သူ့ဖုံးစားတွေလည်းရန်ခမ်းရဲ့စကားကြောင့်ပိုပြီးစိတ်ပြတ်သွားခဲ့ကြပါတယ်။ကောချင်းကရန်ခမ်းတစ်ယောက်အခုထိအမှားကိုမသိသေးဘူးဆိုပြီးစိတ်တုန်နေခဲ့ပါတယ်။ယုံအော်ကရန်ခမ်းလို့ရင်ပေးမယ်ဆိုပြီးဒုတ်ကိုပေးလိုက်ပါတယ်။ပြီးတော့မှယုံအော်ကရန်ခမ်းစီယာနေခွေးရိုက်တုတ်တိုင်းနဲ့ပြန်လူယူလိုက်တာကလက်ညိုးလေးပေါ်မှာတင်ဒုတ်ကိုလှည့်ပြလိုက်ပါတယ်။ယုံအော်ကရန်ခမ်းအံ့ဩနေတာကိုကြည့်ပြီးခွေးရိုက်တုတ်တိုင်းနဲ့ဆိုရင်ရန်သူကဒုတ်ကိုလူသွားပေမဲ့ချက်ချင်းပြန်ယူနိုင်တယ်လို့ရှင်းပြပြီးရန်ခမ်းကိုနောက်တစ်ခေါက်စမ်းကြည့်ခိုင်းခဲ့ပါတယ်။ရန်ခမ်းလည်းဒီတစ်ခါတော့ဒုတ်ကိုအမိရကင်ထားလိုက်ပါတယ်။ယုံအော်ကဒုတ်ကိုဆွဲလှည့်လိုက်တဲ့အခါမှာတော့ရန်ခမ်းကဒုတ်ကင်ထားရက်နဲ့အပေါ်ကိုရောက်သွားခဲ့ပြီးယုံအော်လှဲ့တဲ့အတိုင်းခံနေခဲ့ရပါတယ်
ပါတယ်။အဲ့ဒီအချိန်မှာတော့ရန်ခန်းကိုထဲကနေရှိုရှမ်းရန်ပေးထားတဲ့အမိန့်ပြားအောက်ကိုပြုတ်ကျလာခဲ့ပါတယ်။နောက်ပြီးရုံအော်ကဒုတ်ကိုယူလိုက်ပြီးရန်ခန်းကိုရိုက်လိုက်တဲ့အခါမှာတော့အဝေးကိုလွင့်ထွက်သွားခဲ့တာကြောင့်ရှိုရှမ်းရန်ကရန်ခန်းကိုထိမ့်ပေးလိုက်ရပါတယ်။ရုံအော်ကရန်ခန်းစီကနေကျလာတဲ့တန်လောက်ဝါခိုင်းရဲ့အမိန့်ပြားကိုအားလုံးမြင်အောင်ပြလိုက်ပြီးသူဖုံးစားတွေကလည်းရန်ခန်းကတရှိုမှန်သိသွားကြပါတယ်။ဆရာကြီးဖုံကတော့ရန်ခန်းကတရှိုဖြစ်ပေမဲ့ရုံအော်ကရောတကယ်ခိုင်းရှုပ်ဖြစ်ဟုတ်ပါမလားဆိုပြီးအတိုက်အခံလုပ်နေခဲ့ပါတယ်။လူရိုးเจ้าကရုံအော်ရဲ့ခွေးရိုက်တုတ်တိုင်းကဟုံရှိကုန်းရဲ့တိုက်ခွဲဖြစ်တဲ့အကြောင်းထောက်ခံပေးခဲ့ပါတယ်။ကျန်တဲ့ဆရာကြီး၃ယောက်ကတော့ရုံအော်ကိုပညာစမ်းတဲ့အနေနဲ့တိုက်ခိုက်ကြည့်ကြပါတယ်။ရုံအော်ကလည်းဟုံရှိကုန်းတင်ပေးတဲ့အတိုင်းခွေးရိုက်တုတ်တိုင်းနဲ့တိုက်ခိုက်လိုက်ပြီးဒုတ်ပေါ်မှာတင်မီးလေးထောက်ပြီးနေခဲ့ပါတယ်။ဒီလိုနဲ့နောက်တစ်ချိန်တိုက်ခိုက်ကြတဲ့အခါမှာတော့ရုံအော်ရဲ့ခွေးရိုက်တုတ်တိုင်းကိုဆရာကြီးတွေကမရှင်နိုင်ကြပါဘူး။ရုံအော်ကဆရာကြီး၂ယောက်ကိုဘောလုံးလေးတွေလိုမျိုးလေပေါ်မြောက်သွားအောင်ဒုတ်နဲ့တလှည့်စီရိုက်နေခဲ့ပြီးလူရိုးเจ้าနဲ့အတူတူသူဖုံးစားတွေကအံ့ဩပြီးကြည့်နေကြပါတယ်။အဲ့ဒီတော့မှဆရာကြီး၂ယောက်လည်းရုံအော့ကိုဂိုင်းရှုပ်အဖြစ်ဂါရဝပြုလိုက်ပြီးဆရာကြီးဖုံကရှေ့ထွက်လာခဲ့ပြီးရုံအော့ကိုစိတ်ညှို့ဖို့လုပ်နေခဲ့ပါတယ်။ရုံအော့ကအိပ်ပျော်တော့မလို့ဖြစ်နေခဲ့ပြီးကောကျင့်ကရုံအော့ကိုသတိထားဖို့ဘေးကနေအော်နေခဲ့ပါတယ်။ဒါပေမဲ့ရုံအော့ကတကယ်အိတ်ချင်နေတာမဟုတ်ဘဲနဲ့ဟန်ဆောင်နေခဲ့တာပဲဖြစ်ပါတယ်။ရုံအော့လည်းဆရာကြီးဖုံကိုရုတ်တရက်တိုက်ခိုက်လိုက်တဲ့အခါဆရာကြီးဖုံကရီကြောကိုမိသွားခဲ့ပြီးမရက်မနာရီနေခဲ့ပါတယ်။အဲ့ဒီအချိန်ရန်ခန်းနဲ့ရှိုရှမ်းရန်တို့ကထွက်ပြေးသွားခဲ့တာကြောင့်ကောကျင့်ကအနောက်ကနေလိုက်လာခဲ့ပါတယ်။ရန်ခန်းကကောကျင့်ကိုတိုက်ခိုက်ဖို့လုပ်တဲ့အခါကောကျင့်ကတားလိုက်ပြီးရန်ခန်းဘာတွေဖြစ်နေတာလဲလို့မေးလိုက်ပါတယ်။ရန်ခန်းကတော့ဝရန်ဟုတ်လျက်ကိုမုန်းပေမဲ့ကောကျင့်ကိုသူ့ဘဝမှာအမုန်းဆုံးပဲလို့ပြောလိုက်ပါတယ်။ကောကျင့်ကရန်ခန်းပြောတာတွေကိုမယုံကြည်နိုင်ဖြစ်နေခဲ့ရပြီးရန်ခန်းကတော့ဝရန်ဟုတ်လျက်ကိုမတက်ချင်ပဲကောကျင့်ကိုပဲတက်ချင်တယ်လို့အော်ဟစ်နေခဲ့ပါတယ်။ကောကျင့်ကအခုချိန်ထိရန်ခန်းကိုလက်မလျှော့သေးပဲသူတို့နှစ်ယောက်ကညီကိုရေလို့ပြောပြီးသူတို့ငငယ်တုန်းကဓာတ်မြောင်ကိုထုတ်ပြလိုက်ပါတယ်။ရန်ခန်းကတော့ကောကျင့်စကားကိုနားမထောင်ပဲဓာတ်မြောင်ကိုရေထဲကိုပစ်ထုတ်လိုက်ပါတယ်။ရန်ခန်းကကောကျင့်အပေါ်မှာဓာကြွေးတစ်ချက်တင်နေတာကိုပြန်ဆက်မယ်ဆိုပြီးသူ့ကိုထိုးခိုင်းလိုက်ပါတယ်။ကောကျင့်ကတော့ရန်ခန်းကိုထိခိုက်အောင်မလုပ်တဲ့အပြင်ရန်ခန်းကိုအရင်လိုပဲပြက်နေပေးဖို့ဒူးထောက်တောင်းပန်လိုက်ပါတယ်။ရန်ခန်းကရီမောလိုက်ပြီးကောကျင့်ကသူ့ဘာသာသူမထိုးတာလို့ပြောပြီးသူတို့ကြားမှာအကျွေးတွေလည်းမရှိတော့ပဲညီကိုလည်းမဟုတ်တော့ဘူးလို့ပြောသွားခဲ့ပါတယ်။ကောကျင့်ကရုံအော့စီကိုပြန်ရောက်လာခဲ့ပြီးရုံအော်နဲ့အတူတူသူ့ဖုံးစားတွေကဝမ်းသာအားရကြိုနေခဲ့ကြပေမဲ့ကောကျင့်ရဲ့ပုံစံကတော့စိတ်ပြက်လက်ပြက်ဖြစ်နေခဲ့ပါတယ်။လူရိုးเจ้าကတော့သူ့အသက်ကိုကယ်ပေးခဲ့တဲ့အတွက်ကောကျင့်ကိုကျေးဇူးတင်လိုက်ပါတယ်။အဲဒီနောက်မှာတော့သူ့ဖုံးစားတွေကရုံအော့ကိုဆရာကြီးဖုံအပေါ်ရှမ်းသာပေးဖို့ဝိုင်းပြီးတောင်းဆိုနေခဲ့ကြပါတယ်။ရုံအော့ကသူ့ကိုသတင်းနဲ့မထွေးရဘူးဆိုပြီးဂတိအရင်တောင်းလိုက်ပါတယ်။ဒီလိုနဲ့ဆရာကြီးဖုံကအရည်ရက်သွားခဲ့ပြီးပြန်ကောင်းသွားခဲ့ပါတယ်။ဒါပေမဲ့ရုံအော်ကဆရာကြီးဖုံကိုဆရာကြီးရာထူးကနေပယ်ဖျက်လိုက်ပြီးဆရာကြီးလူရိုးเจ้าကတော့စိတ်ထားကောင်းတာကြောင့်ဂိုင်းကိစ္စတွေကိုမှားကြားခိုင်းခဲ့ပါတယ်။အဲ့ဒီအချိန်မှာတော့ရန်ခန်းကရှိုရှမ်းရန်နဲ့အတူတူလှေနဲ့ထွက်ခွာသွားခဲ့ပြီးရှိုရှမ်းရန်ကရန်ခန်းကိုအားပေးနေခဲ့ပါတယ်။ရှိုရှမ်းရန်ကရန်ခန်းကိုဦးကြီးတော်ကမွန်ဂိုတွေကိုနိုင်သွားခဲ့ပြီးဝူမှုစစ်ပြူဟာကျန်းကိုအမြန်လာပို့ခိုင်းနေပြီလို့ပြောလိုက်ပါတယ်။တစ်ဖက်မှာတော့ညံ့ရှိကရန်ခန်းကိုဝူမှုစစ်ပြူဟာကျန်းကိုယူမလာသေးရှင်ခဲ့ပါဘူး။ညံ့ရှိကရန်ခန်းတယောက်စောင့်တိုင်းပြည်ကိုတစ္ဆာဖောက်ပြီးကျင်းတိုင်းပြည်ကိုကူညီမအောင်မနှိမ့်ညွတ်ခဲ့ပါဘူး။ဦးရခက်ကလည်းညံ့ရှိကိုအံ့ဩနေခဲ့ပြီးမင်းကလေးတွေကတိုင်းရေးပြည်ဟာကိစ္စတွေကိုစိတ်ဝင်စားပဲအလှထိတ်ခေါင်ပဲဖြစ်ရှင်နေခဲ့တာကြောင့်ညံ့ရှိကတမူထူးရှားတယ်လို့ထင်နေခဲ့ပါတယ်။ဒီလိုနဲ့ဦးရခက်ကညံ့ရှိကိုသဘောကျနေတယ်လို့ဖွင့်ပြောလိုက်ပါတယ်။ညံ့ရှိကတော့ရန်ခန်းကလွဲပြီးဘသူ့ကိုမှလက်မခံနိုင်ဘူးလို့ပြောပြီးဦးရခက်ကိုနှင်လွတ်လိုက်ပါတော့တယ်။ဦးရခက်ကလည်းသူ့အခန်းထဲကိုပြန်ရောက်လာတဲ့အချိန်စိတ်တူပြီးစပွဲတွေကိုဆွဲလန့်ပစ်လိုက်ပါတယ်။ကောကျင့်နဲ့ယုံအော်တို့ကတော့တန်လက်ဝါတောင်ကိုသွားနေခဲ့ပြီးကောကျင့်ကသူတို့ဘာလို့တန်လက်ဝါတောင်ကိုသွားနေမှန်းမသိခဲ့ပါဘူး။အဲ့ဒီအခါမှာတော့ယုံအော်ကသူ့အဖေပေးလိုက်တဲ့ပကြီးကရေဆိုသွားခဲ့တုန်းကပေါ်လာတဲ့စာကြောင်းတွေအရဝူမှုစစ်ပြူဟာကျန်းကတန်လက်ဝါတောင်ပေါ်မှာလို့ရှင်းပြလိုက်ပါတယ်။ညရောက်တဲ့အခါမှာတော့ယုံအော်တို့ကစားတောက်ဆိုင်တစ်ဆိုင်မှာစားတောက်ဖို့လုပ်နေခဲ့ပြီးစပွဲတိုးတွေကဟင်းပွဲတွေလာရှာတဲ့အခါယုံအော်လဲရှုခင်လာတဲ့နေရာတွေအကြောင်းစုံစမ်းကြည့်ခဲ့ပါတယ်။စပွဲထိုးကမြောက်လက်တောင်အကြောင်းရုတ်တရက်ပြောမိသွားတဲ့အခါဆိုင်ရှင်ကရှောင်းဟန့်ပြီးစပွဲထိုးကိုလှမ်းတားလိုက်ပါတယ်။ရုံအော်လဲဆိုင်ရှင်ကိုအကောင်းဆုံးစားဝိုင်းလိုချင်တယ်လို့ပြောလိုက်ပြီးကောကျင့်ကပတ်စံတွေကိုထုတ်ပေးလိုက်ပါတယ်။အဲဒီနောက်မှာတော့ရုံအော်ကစပွဲထိုးလေးကိုငွေတုံးကြီးတစ်တုံးပေးပြီးမြောက်လက်တောင်ရဲ့နေရာကိုမေးလိုက်ပါတယ်။အဲဒီတော့မှစပွဲထိုးလဲရုံအော်တို့ကိုမြောက်လက်တောင်အကြောင်းပြောပြလိုက်ပါတယ်။ဒီလိုနဲ့ရုံအော်နဲ့ကောကျင့်တို့ကမြောက်လက်တောင်ကိုရောက်လာခဲ့ကြပြီးတောင်ပေါ်ကိုတက်ဖို့လုပ်တဲ့အခါမှာတော့အဆောင်တွေက
ထွက်လာခဲ့ပါတယ်။ယွန်းအော်လည်းရန်ခန်းစီယာယူလာတဲ့အမိန့်ပြားကိုလေထဲကိုမြှောက်ပြလိုက်ပြီးအဆောင်တွေကမော့ကြည့်လိုက်တဲ့အချိန်မှာယွန်းအော်ကအဆောင်တွေကိုအမြန်အကျော်ပိတ်လိုက်ပါတယ်။နောက်တော့ယွန်းအော်တို့ကအပေါ်ကိုဆက်တက်လာခဲ့ကြပြီးရှိုရှန်ရန်ကအောက်ကနေမီးပူပေးထားတဲ့မြေကြီးတွေကိုလက်နဲ့တူးဆွပြီးတိုင်းကျစ်နေတာကိုတွေ့လိုက်ရပါတယ်။ရှိုရှန်ရန်ကတောင်နံရံပေါ်မှာလက်ဝါးရထင်အောင်ရိုက်လိုက်နိုင်တာကြောင့်ကောကျင်းကရှိုရှန်ရန်ရဲ့တိုင်းပညာတွေကိုအထင်ကြီးသွားခဲ့ပါတယ်။ယွန်းအော်ကတော့မယုံနိုင်သေးပဲရှိုရှန်ရန်တယောက်လူတွေကိုလိန်ညာနေဖို့ဟန်ပြလေ့ကျင့်နေတာလို့ထင်နေခဲ့ပါတယ်။အဲ့ဒီအချိန်မှာပဲရှိုရှန်ကျန့်ကိုပါတွေ့လိုက်ရတော့မှယွန်းအော်နဲ့ကောကျင်းတို့လည်းအံ့ဩသွားခဲ့ပါတော့တယ်။